ထိုင်းမရင်ကြီးရဲ့ကျွန်တော်တို့ရွှေပြောင်းလို့သမားထိုင်းနိုင်ငံကြီးကိုခိုးလို့ဝေးတော့ခဏလေးပြီးပါကျွန်တော်တို့မြန်မာပြည်ကြီးကငြိမ်းချမ်းတဲ့တနေ့ကျွန်တော်တို့ပြန်มาပါနေခွေပေးလေဘယ်သူကမှမနေတော့ဘူးဗျာမောင်မထုတ်ပါနဲ့ဗျာခဏလေးတော့သိခတ်ပေးပါကျွန်တော်တို့ရွှေပြောင်းလို့သမားခုနာရအရှိန်လည်းမရှိပါခိုင်လူမျိုးတွေကျွန်တော်တို့အားလုံးမမုန်းခဲ့ပါဘူးဗျာလဲကြသူဖေးမသူကညီကိုမောင်နှမစိတ်ထားပြည့်နေချစ်ခင်လေးစားလျက်ပါဗျာ